ဒီအသီးရဲ့သူကတော့ဘယ်ကနေထွက်တာလဲဆိုတော့ဒီ Southeast Asia တို့ South Asia တို့အဲ့ရနေပြီးတော့သူကထွက်လာတဲ့ဒီအသီးတစ်မျိုးဖြစ်တယ်ပေါ့နော်သူ့မှာပါဝင်တဲ့ဒီ antioxidant effects ဒီ microbial effects တွေကြောင့်မလို့ကျွန်တော် skin မှာကဲ allergy ရှိရာတို့ rash ရှိရာတို့ဒါမျိုးတွေမှာဆိုလည်းဒီအသီးကိုသူတို့ကအသုံးပြုကြတာများတယ်ပေါ့နော်အဲ့တော့သူ့မှာပါဝင်တဲ့ antioxidant တွေအတွက်ကြောင့်မလို့ညီမတို့ဒီအသားရည်ကိုပို့ပြီးတော့စိုးပြည့်စေရဲနုပြိုစေရဲပေါ့နော် antimicrobial effects တွေပါတဲ့အတွက်ကြောင့်မို့လဲ skin မှာကဲပြီးပိုးဝင်တာတို့ဒီအရေပြားရာရန်တာတို့ infection ဖြစ်တာတို့ဒါမျိုးတွေကိုတားဆီးပေးပြီးတော့ဒီအရေပြားရဲ့ကျန်းမာရေးကိုပို့ပြီးတော့ကောင်းမွန်စေရဲပေါ့နောက်ပြီးတော့ဒီအသီးမှာ HCA ဆိုတဲ့ဟာလေးတစ်ခုပါတဲ့အတွက်ကြောင့်မို့လို့ညီမတို့ဒီအသားရည်မှာဒီအသားအရောင်တွေမြည်ရာတွေ skin tone တွေမြည်ရဲ့ဟာတွေကိုသူကပြန်ပြီးတော့ညီညာသွားအောင်လို့ပြီးရင်ဒီအခေါ်ဆိုရှင်ညီမတို့ခေါ်ဆို glow ရယ်ပေါ့နော်သူကဒီဟာလေးglow ရဲ့ effect လေးလည်းပါတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့လူပြိုရဲ့ဒီအသားရည်ကိုရရှိစေမှာဖြစ်ပါတယ်